10 minute အတွင်းအခုလို gradient effect လုပ်တဲ့နေကိုအလွယ်ဆုံးနည်းနဲ့ရှင်းပြပေးမယ်။ဒီဆုံး touch tab ကိုတွားမယ်ပြီးတော့ကျွန်တော် default tab တစ်ခုကိုထန်းနဲ့ဆွဲထည့်လိုက်မယ်။ကိုယ်ကြည့်တဲ့ sign တစ်ခုကိုဒီမှာရေးထည့်လိုက်။ကျွန်တော်ကဒီမှာ gradient effect လို့ရေးလိုက်မယ်။ font ကိုတော့ကျွန်တော်ဒီ font လေးကိုရေးလိုက်မယ်။ပြီးတော့ site ကိုနည်းနည်း adjust လုပ်မယ်။ပို့ပြီးတော့အသက်ဝင်တော့လို့ animation တစ်ခုထည့်လိုက်မယ်။ဒီ text layer ကိုပဲကျွန်တော် alt နှိပ်ပြီးတော့ duplicate လုပ်လိုက်မယ်။ရလာတဲ့ text layer ကိုတော့ကျွန်တော်ဒီမှာလေမွန်ရောင်ထားလိုက်မယ်။ဟောဆိုတော့ကျွန်တော်ဒီမှာအဖြူလေမွန်ရောင် gradient လုပ်မှမလို့ပြီးတော့ရင်တော့ဒီ text layer နှစ်ခုလုံးကို right click ထောက်ပြီးတော့ဒီမှာ command click ဆိုတာနှိပ်ဘာလို့ command click လုပ်ပေးရလဲဆိုရင်ကျွန်တော် mask တောင်းမှာမလို့ text layer နှစ်ခုလုံးကို command လုပ်ပြီးတော့ရင်အပေါ်ကဒီလေမွန်ရောင်ပေါ့နော်အရောင်ပါတဲ့ text layer ကို select ပေးလိုက်ပြီးတော့ရင် video တစ်ထည့်ကိုတွား mask ကိုနှိပ် mask ကိုနှိပ်ပြီးတော့ရင် split ကိုရွေးပေးလိုက်ဒီမှာ mask မြင်လေးပေါ်လာလိမ့်မယ်ပေါ်လိုက်ခါကျရင်ဒီ mask မြင်အပေါ်က arrow လေးarrow လေးကိုကျွန်တော် feather လို့ခေါ်တယ်ဒီကောင်လို့နည်းလေးအပေါ်တင်ပေးလိုက်ရင်ကျွန်တော်လိုချင်တဲ့ gradient ပုံစံလေးရပါလိမ့်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေကြမယ်လို့ထင်ပါတယ်နောက်ထပ်လောက်ခိုင်းစီခြင်းနဲ့ကြွေရရှိရင်လည်း comment မှာရေးပေးခဲ့ပါဒီနေ့အတွက်10 minute စာ edit မဲ့ဖြစ်ပါတယ်